ကြည့်ရပေါ့ခြေတော်ခံတဲ့ဖုန်းတွေမှာပေါ်လုံးလို့ ။လေးကြည့်ရလဲအမမယောင်းချင်သလိုပဲနော် မနက်စောစောစီးဆိုင်ကိုလာပြီးအားချောင်မဲ့သူကလာပြီမင်္ဂလာပါအမ ။အော်အေးမင်္ဂလာပါမောင်လေး။ဟောလေးမတကြံနားလေးနီးနေပြီဆိုတော့လေးဟွာရီစုခံမဲ့ဖုန်းလေးအဲ့လေးရှိလားကြည့်ရမောင်လေး ကြည့်ရပေါ့ခြေတော်ခံတဲ့ဖုန်းတွေမှာပေါ်လုံးလို့ဘယ်ဖုန်းလို့ကျွန်တော်ပြောအကုန်ရှိရ ။အော်ရှိရလား။ဟွာအော်ဘရောက်ပန်းလေးစင်တာကြောက်သွား။ဘရောက်ပန်းလေးလည်းစင်ထားဆိုတော့လေးဟွာတကြံ promotion ရှိမှာပါနော်။ရှိရလားယင် ပေးကိုကပြန်တက်လိုက်တော့မယ်ရှိရရောဒီမှာ promotion ကြည့်ဒီမှာကိုအောင်ဖတ် ။ဟောဒါကြည့်ရမှာလား။အော်1000နဲ့1000 2000 3000 မှန်ကက်လက်ဆောင်။အော်3400ကျက်တီပေးရလား။အော် စာရေးဖတ်ပြီးတော့အော်နဲ့လာမေးနေဝယ်မှာလဲဟုတ်တာလည်းမဟုတ် မောင်လေးကြည့်ရလဲအမမယောင်းချင်သလိုပဲနော်ဝယ်မှာပါဒီတစ်ခေါက်ကတကယ်ဝယ်မှာမလို့လာမေးရ promotion လည်းရှိတော့မို့လို့ ဒီခါဝယ်မှာသေးကြရနော်ဒီမှာ promotion ရှိတော့ဝယ်လိုက်အကြည့်မနေနဲ့ဝယ်မယ်ဆိုပြီးထွက်သွားတာခါတရာလောက်ရှိနေပြီကျွန်တော်လည်းရှင်းပြတာမောလို့ ဝယ်မှာဘောဟဲ့နေလဲဝယ်မှာမလို့လာတာပေါ့ဟောပြုတ်သွားပြန်ပြီအာ promotion ကဘယ်နေ့ထိလဲ promotion ကဒီလောက်ကုန်30ရက်နေ့ထိ promotion မပြီးခင်ကလာဝယ်မှာတကယ် ထင်သားပဲဒီပုံစံဒီချိုးနဲ့ပြန်ထပ်သွားမယ်ဆိုတာ